သားရည်ကြီးရလို့အတန်းကြရင်အလုံးကျွဲစိုးရိမ်မိတာအမြန်သွားပြီးတော့ကုညီပေးချင်ပါတယ်ဆိုတဲ့ပုံများအားလုံးပဲမင်္ဂလာပါရှင်။ဘာမင်းနောင်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။အသက်73နှစ်အရွယ်ပေါ်များလီလို့ပြောဆိုလိုက်တာနဲ့ပြည်သူတွေအားလုံးကသိကြမယ်လို့ထင်ပါတယ်။ပေါ်များလီကတော့သူ့ရဲ့ဆက်လီလေးနဲ့ရေဘေးတင်ပြည်သူတွေကိုဘေးလွတ်ရာပြောင်းရွှေ့ပြီးရင်အရွယ်နဲ့မလိုက်အောင်ကိုပရာဟီတာလုပ်တွေမှာစူးစမ်းလုပ်ကိုင်ပေးနေသူတရားလေးဖြစ်ပါတယ်။ပြည်သူတွေရဲ့အချစ်တော်ဖြစ်လာတဲ့အသက်73နှစ်အရွယ်ပေါ်များလီဟာအရွယ်နဲ့မလိုက်အောင်ကိုအများကောင်းကျိုးတေဖို့ခြင်းနဲ့စိတ်သူရဲ့စိတ်ရင်းစေတနာမှုမြတ်ကောင်းမွန်တာကြောင့်လေအခုစဉ်ပေါ်များလေးကပြည်သူတွေရဲ့အပေးချစ်ခင်မှုတွေကိုအပြည့်အဝရရှိနေပြီဖြစ်တယ်လို့ဗန်ဒီမှာလည်းပေါ်များလေးကိုအမျိုးမျိုးချီးကျူးရတာထားကြတာကိုတွေ့မြင်ရပါတယ်။ပေါ်များလေးကတော့သူ့အနေနဲ့ရည်ကြီးတာတွေများကြရရင်အားလုံးအကျွဲဆိုရင်မိတယ်။ဒါကိုယ်တိုင်ပဲအမြန်သွားပြီးကူညီပေးခြင်းလို့ဆိုပါတယ်။ပေါ်များလေးကအခုတစ်ချိန်ရေဘေးမှာလည်းသူကိုယ်တိုင်သွားရောက်ပြီးကူညီပေးခြင်းခဲ့ကြောင်းကိုလည်းထုတ်ပြောလာခဲ့ပါတယ်။ပေါ်များလေးရဲ့ရိုးသားဖြူစင်တဲ့စိတ်ထားနဲ့မူမြတ်တဲ့လူရဲ့လေးတွေကြောင့်အခုစဉ်အွန်လိုင်းစာမျက်နှာတက်မှာပြည်သူတွေရဲ့ချီးကျူးမြတ်တာတွေကိုအပြည့်အဝရရှိနေပြီဖြစ်ပါတယ်။ဒါလည်းသူ့ရဲ့မူမြတ်တဲ့စိတ်ထားလေးကြောင့်ပါ။ဒီကနေ့မှာတော့ပေါ်များလေးကလေးမျက်နှာမှာရည်ကြီးရဲဆိုတဲ့အပေါ်မှာလေးသူ့ရဲ့သဘောထားလေးကိုအခုလိုပဲထုတ်ပြောလာခဲ့ပါတယ်။ပေါ်များလေးကအသားရည်ကြီးရဲဆိုတဲ့အတန်းကြိုင်အရင်ဆိုရင်နေဘာဖြစ်လို့လဲဆိုတော့သူတို့တွေရေမြုပ်သွားရင်တီမကြောက်တယ်။သားရရွာမှာရေမြုပ်နေတုန်းကဆိုရင်သားဆက်လီနဲ့ခဲ့ပြီးနေရောညရောသားခဲ့ပြီးတာလေးမျက်နှာမှာရည်ကြီးရဲကြတော့သားခဲ့ပြီးအားလုံးကိုလွမြောက်စေခြင်းနဲ့ဆိုပြီးပေါ်များလေးကပြောပြလာခဲ့ပါတယ်။သူရဲ့အသက်အရွယ်နဲ့မလိုက်အောင်ကုညီပေးတတ်တဲ့စိတ်ဓာတ်လေးကတော့ဒီကေကိုသဘောကျစရာကောင်းတယ်လို့ဂုဏ်ယူစရာပါပဲ။ဒါကြောင့်လဲပေါ်များလေးဟာအားလုံးရဲ့အချစ်တွေကိုရရှိထားဖြစ်ပါတယ်။ပေါ်များလေးကကြောင်ပိထားတဲ့အချိန်အိမ်မနေရင်ရေခက်တာထင်ခွဲတာနဲ့နွားကြောင်တာစားတဲ့အလုပ်လေးတွေကိုကုညီလုပ်ကိုင်ပေးတတ်တဲ့ကလေးလေးမလေးတူပါ။အများကျိုးအတွက်ကိုလည်းတေဖို့ဆောင်ရွက်ပေးတတ်သူလေးဖြစ်ပါတယ်။ပေါ်များလေးကပြီးသွားခဲ့တဲ့ရေဘေးတုန်းကဆိုရင်လည်းရေဘေးတင်ပြည်သူတွေကိုဆက်လီနဲ့လိုက်လံပို့ဆောင်ခဲ့စေပြီးခဲ့ရဖြစ်ပါတယ်။အတူတပြေညဘက်တွေမှာပါမနာပေညတွင်ချင်းမိုးလင်းပေါကြည့်ပြည်သူတွေကိုဘေးလွတ်ရာကိုကယ်ဆယ်ပြီးခဲ့တဲ့သူရဲ့လိုရက်ကတော့ဒီကေကိုလေးစားစရာကောင်းလာပါတယ်။အသက်73နှစ်စတုထတန်းသာရှိသေးတဲ့ပေါ်များလေးဟာရေကြီးရဲ့တရင်တွေကြားနဲ့အိမ်မနေနိုင်ပေဒုက္ခရောက်နေတဲ့သူတွေကိုအတော်ရောက်ကူညီခြင်းနဲ့စိတ်တွေဖြစ်ပေါ်လာခဲ့လို့ဆိုပါတယ်။ရေကြီးပြီဆိုရင်အတန်ကြရင်အမြဲသွားကူညီခြင်းနဲ့ပေါ်များလေးကမကြာခဏထုတ်ပြောလေးရှိပါတယ်။နေရောညပါအနာမယူပဲဘေးရင်တည်းကြုံတွေ့နေရတဲ့ရေဘေးတင်ပြည်သူများကိုဦးစားပေးကူညီခဲ့တဲ့ပေါ်များရဲ့စေတနာနဲ့ရဲဝေးမှုမှာလေးစားပွေရပဲဖြစ်ပါတယ်။ပေါ်များလေးဟာမိမိဒေတာရွာတွင်တမကလေးမျက်နှာမျိုးနဲ့အတီးပါတွားရောက်ကဒုက္ခရောက်နေသူများကိုကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စားအဖွဲ့ရာဆယ်လီတင်းကြောင်းအသစ်နဲ့တူပြန်လာခဲ့အောင်မှာဖြစ်လို့အသစ်တစ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနောက်ချက်ပေးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပိကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။